ကဲအခုကျွန်တော်တို့ဒီအစ္စရေးနိုင်ငံမှာရှိတဲ့မော်ဟာမွန်တောင်ရေခဲတောင်တက်မှာဖြစ်ပါတယ်နင်းတောင်ပေါ့တနေ့မှတစ်ချိန်ပဲရှိရဆိုတော့အစ္စရေးနိုင်ငံရဲ့အထင်ကြီးရနင်းကြပြီဆိုရင်တပီလုံးတွားပြီးမှတွားဆိုတဲ့နေရာပေါ့နော်တွားတော့မယ်အခုတော့ကျွန်တော်တို့ဟာမွန်တောင်တက်မဲ့ဖွဲ့12နာရီမှတက်မဲ့ခီးတယ်ရှပ်ပါဆိုတော့ကဲအခုဆိုကျွန်တော်တို့ဒီမနက်6နာရီထူပါပြီဒီချိန်မှာဒီမှာကျွန်တော်တို့မြင်တွေ့နေရတော့ဟိုးဘတ်ကားတန်ရမီနီဘတ်ရဲ့ဘာအနီးရဲ့ကျွန်တော်တို့ကြည့်စီတော့လာကြည့်တော့မတိလို့လို့ဆိုကျွန်တော်တို့ဒီမှာရှပ်ပါရှော့လောက်ဆိုတာဒီရွေးနိုင်ငံမှာဆိုရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံနဲ့ရှင်းလိုက်မယ်ဆိုရင်စနေတနင်္ဂနွေမျိုးပေါ့နော်ဒီမျိုးအထူးကလက်မြင့်ထားတယ်လေအဲ့ဒါကြောင့်မို့အလုပ်တွေနားတယ်အဲ့ဒါကြောင့်မို့ဒီမှာရောစုဘာသာမဲ့ဒီဆိုရင် holiday ပေါ့နော်အဲ့ဒီတော့ကြောင့်ကျွန်တော်တို့ဒီမှာလာရောက်လေဘာသာဖြစ်ပါတယ်ဒီမှာလာရောက်လေဘာသာဆိုရင် Israel နိုင်ငံမှာနေထိုင်တဲ့လူရောစုလူတိုင်းနီးပါးလာရောက်လေပတ်တဲ့အတွက်ဒီကြောင့်မို့ဒီမှာကျွန်တော်တို့ဒီဘတ်စီဟိုးဒီပါတယ်ကဲဟာဝန်တောင်ရဲ့တုံးချဲမှာကျွန်တော်တို့ဒီမျိုးဆောင်းနေလင်းစိမ့်တိုင်းနေပါတယ်ရအောင်တောင်ချဲပဲရှိခဲ့ပါတယ်ကျွန်တော်တို့ရေခဲတောင်နင်းတောင်ပေါ့နော်နင်းနေကြတယ်ဆိုဒီကျွေးနိုင်ငံရဲ့ဒီတခုတီတော့လေချင်းရှာကောင်းတဲ့နေရာဖြစ်တဲ့တော့ကြောင့်မို့ဒီမှာတနင်္ဂနွေနောက်ကနေလေပေါ်တာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီဟာမွန်တောင်ဆိုတာကဒီတန်းစာထဲမှာလည်းအရန်ပေါ်ရေးပါတယ်တော့ဖြစ်ပါတယ်ဒါကျွန်တော်တို့ဒီခါနန်ပြည်ကိုကာကွယ်ထားတဲ့ဟိုးကျန်းစာသမိုင်းထေးတာကိုယ်တိုင်ကျွန်တော်တို့ဒီအကြေးစစ်တိုက်ခဲ့တဲ့အချိန်မှာကာကွယ်ခဲ့တဲ့တောင်ပဲဖြစ်ပါတယ်ဒီနေ့ခေတ်ချင်းကြီးလဲဒီဟာမွန်တောင်ကဒီအစ္စရေးနိုင်ငံရဲ့အန်ဒီအရှိဆုံးနေရာလည်းဖြစ်တယ်ပြီးရင်တော့ဒီကျွန်တော်တို့အေးဆုံးနေရာလည်းဖြစ်တယ်ပြီးရင်ကျွန်တော်တို့ဒီအစ္စရေးနိုင်ငံရဲ့အမြင့်ဆုံးတောင်လည်းဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ရောက်ရှိနေတာဖြစ်ပါတယ်အဲ့ဒီနေရာကိုကျွန်တော်တို့ခဏကြီးပြမှာဖြစ်ပါတယ်စကောသွားမယ်နော်ဆက်မှာဖြစ်ပါတယ်ရန်နဲ့အဲ့လိုပြရအောင်ကျွန်တော်စရုံပဲအပေါ်ရောက်တော့မှာဘာလို့လဲဘာမှမတွေ့အောင်ပြအပြင်ကိုဆော့နေမှာဆော့လို့ရအောင်အဲ့ကိုပြောနေပါတယ်လူတိုင်းကအားလာရဆိုတော့အပေါ်မှာကျွန်တော်တို့နေခဲ့တဲ့ချိန်မှာတော့ဒီတိန်တွေထူထပ်နေပြီးမှကျွန်တော်တို့ပြန်ဆင်းလာတဲ့ချိန်မှာရာသီဥတုကပြန်ကောင်းတော့လူမျိုးဆရာကြီးတော့ဖြစ်သွားပါတော့နော်အဲ့ကျွန်တော်တို့ဒီဟာမွန်တောင်ရဲ့တောင်ချေလို့နော်တောင်ချေမှာရှိတဲ့အပင်တွေကြည့်6ကနေပြီโอ้တော့နေပေါ်နေဘယ်မှာဟိုးအခုကျွန်တော်တို့တက်ခဲ့တယ်ဘယ်မှာအဲ့ပြညာတယ်ရှိတယ်ဒီရှိုးကင်းကကျွန်တော်တို့ဒီဟာမွန်တောင်ကနေပြန်လာတဲ့ချိန်မှာလမ်းတောက်ချောင်းမှာတွေ့ရတဲ့တဘာဝရှိုးကင်းတွေပေါ့နော်ကျွန်တော်တို့အစ္စရေးနိုင်ငံဆိုတာတန်းစာတင်မှာလည်းကျွန်တော်တို့ခါနန်ပြည်လို့ပြထားတဲ့အတိုင်းရန်ကိုလာပါတယ်ခါနန်ပြည်ရဲ့အလားပြရတယ်ပြီးတော့ကဒီခရီးစဉ်ရဲ့တကယ်အမတ်တရားဖြစ်မဲ့အခက်အခဲနဲ့ကျွန်တော်တို့ရောက်ရှိလာပါတယ်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့ငယ်ချင်းကတော့သူရန်ချရတဲ့ကောင်မလေးကိုတစ္ဆာတာဝန်ယူဖို့ခွန်းတောင်းတဲ့မြင်ကွင်းပဲဖြစ်ပါတယ်သူကောင်မလေးကတတိမထားမိတဲ့ချိန်မှာတောင်းလိုက်ပါတယ်ရန်ကိုမိုက်ပါတယ်ရန်ကိုလာပါတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ကွာโอเคYes.
ဒီမြင်ကွင်းကကျွန်တော်တို့ဒီတကဲ့ကွာရန်ကိုလာပါတဲ့မြင်ကွင်းဖြစ်ပါတယ်လူမျိုးစုံကြားတဲ့ပြီးရင်ရှုပ်ခင်အရာကိုလာပါတဲ့ရေတကွန်ရှိတဲ့နေရာမှာကိုယ်တိုင်ရွေးချယ်ပြီးမှကိုယ်တိုင်ရန်ကိုချစ်ရတဲ့ကောင်မလေးကဒီမျိုးတစ်သက်စာတာဝန်ယူဖို့ခွင့်တောင်းနေဆိုတဲ့စာကကျွန်တော်တို့အသိပဲကွာရန်ကိုရှိတော့ပါပြီဒါကြောင့်မို့ဒီဘလောက်လဲကတော့ကျွန်တော်ငွေချင်းဘယ်လိုကုန်မျိုးနိုင်နေဒီဘလောက်မှာထေပေးချင်းဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဘလောက်မှာပြန်တွေ့ကြရအောင်အေးရမ်းလာတယ်ရှုပ်ခင်းတယ် လေးမတိမသားလေးခဏခဏ post မိုက်တယ်မတိမသားလေးဘောကခန်းစားနေတယ်ပေါ့ကွာအရန်